96ကြိမ်မြောက်လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲတွေကိုမြို့တွင်းမြို့ပြင်ကရက်ကွက်တိုင်းလမ်းတိုင်းမှာကလေးလူကြီးပါမကျန်ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေကြပါတယ်။လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားပွဲတွေနဲ့အတူအားကစားပြိုင်ပွဲတွေကိုလည်းလမ်းတိုင်းမှာလိုမြင်တွေ့ရမှာဖြစ်ပါတယ်။ကျမတို့ဒီလမ်းမှာတော့နှစ်စဉ်နေ့တိုင်းကျင်းပခဲ့ပါတယ်။ဒီကျင်းပရခြင်းရဲ့ရည်ရွယ်ချက်ကတော့ပေါ့နော်လွတ်လပ်ရေးဖခင်ကြီးပေါ့နော်ကျမတို့ပေးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုသောအဖြစ်ကလေးတွေလည်းဒီရက်မှာပျော်ရွှင်အောင်ပေါ့နော်ကျမတို့နှစ်စဉ်နေ့တိုင်းကျင်းပပေးတယ်အရွယ်ကို၃မျိုးခွဲထားတယ်အငယ်ရဲ့အလက်ရဲ့အကြီးရဲ့ဆိုပြီးပေါ့နော်အငယ်ကြတော့သူ့အသက်အရွယ်လေးနဲ့ပိုင်းခြားပြီးတော့မုတ်စားပြိုင်ပွဲတို့ဒီကလို့ဆိုလို့ရှိရင်အလက်ကြတော့အာလူကောက်တို့အပြေးပြိုင်ပွဲတို့ဒါပြီးတာတူတာရှည်တို့အဲ့လိုမျိုးလည်းရှိရဲအကြီးပိုင်းတွေကြတော့မျိုးသမီးတွေပဲပေါ့နော်အိမ်တောင်တဲလေးပါဝင်စော့လို့ရအောင်ပေါ့နော်အငယ်ကနေအကြီးထိအကြီးပိုင်းတွေကြတော့သဘောရွက်တို့ရိုးရမပြတ်အောင်ပေါ့နော်သဘောရွက်တို့အချီထိုးတို့မြမရွက်ကစားနည်းတွေအဲ့ဒါတွေပါကျွန်တော်တို့ထည့်သွင်းထားပါတယ်နောက်ပြီးတော့ထုတ်စီတို့ပေါ့နော်ဒီကြားမှာထုတ်စီတို့ပြိုင်ပွဲတွေလည်းထည့်သွင်းထားပါတယ်နေ့စဉ်ဒီတိုင်းကျွန်တော်တို့ဒီလမ်းမှာကျင်းပဖြစ်ပါတယ်ကျောင်းသားကျောင်းသူတွေကလည်းကျောင်းပိတ်ရက်ဖြစ်တဲ့လွတ်လပ်ရေးနေ့မှာဒီလိုမျိုးအားကစားပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ရတာကိုပျော်ရွှင်ကြတယ်လို့ဆိုပါတယ်။လွတ်လပ်ရေးနေ့ကျရင်အများအားဆိုပါတယ်။လွတ်လပ်ရေးရောက်တာကိုပျော်ပါတယ်။လွတ်လပ်ရေးမှာအပြေးပြိုင်ပွဲအာလူတောက်ပွဲထုံးစည်းပွဲချစ်တလိန်ကျိုးပြိုင်ပွဲဘလုံးကန်ပွဲတွေကိုဆော့ပါတယ်လွတ်လပ်ရေးနေ့မှာမြမရိုးရအားကစားပြိုင်ပွဲတွေကိုပြန်လည်ကစားခြင်းဖြင့်ဒီကစားနည်းကစားဟန်တွေကိုအနာဂတ်လူငယ်တွေကိုလက်ဆင့်ကမ်းဆက်လက်ထိန်းသိမ်းသွားဖို့လည်းဖြစ်ပါတယ်